တာ460ကျော်ပြည့်ရွေ့ကြောင်းတစ်ခုဖြစ်ဖို့အချိန်80စက္ကန့်လိုတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ယုံမလားမယုံဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအဲ့ဒီအချိန်80စက္ကန့်အတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲကြည့်လိုက်ရအောင်2026ခုနှစ်မတ်လ28ရက်နေ့ဆိုရင်မန္တလေးစကိုင်းနဲ့နေပြည်တော်မှာလှုပ်ခတ်ခဲ့တဲ့ 7.7 magnitude ပြင်းအားရှိတဲ့ငလျင်ကြီးဟာအနှစ်တိတိပြီးခဲ့ပါပြီ။ဒီငလျင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့စိတ်မကောင်းစရာတွေကိုထုတ်ဖော်ပြောကြားနေတာမဟုတ်ပါဘူး။ဒီငလျင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်သိရှိထားတဲ့မှတ်သားစရာဘိုးတို့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်လို့ဒီဗီဒီယိုလေးကိုဖန်တီးရခြင်းဖြစ်ပါတယ်။ဒီငလျင်နဲ့ပတ်သက်တဲ့မှတ်သားစရာအချက်အလက်လေးတွေကိုကျွန်တော်တို့လေ့လာကြည့်ရအောင်။ 7.7 magnitude ပြင်းအားရှိတဲ့ငလျင်ကြီးဟာမြန်မာနိုင်ငံမှာအရင်ကလှုပ်ခတ်ခဲ့တဲ့ငလျင်တွေထဲမှာအကြီးမားဆုံးဖြစ်ပြီးမန္တလေး၊စကိုင်းနဲ့နေပြည်တော်အပါအဝင်ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။ဒီငလျင်ကြီးကြောင့်လူပေါင်း3800ကျော်သေဆုံးခဲ့ပြီးတော့မှအင်ချန်မြေပေါင်း4800ကျော်ဗုဒ္ဓဘာသာပြည်သူပထိုးဘုန်းကြီးတော်များနဲ့အစိုးရအဆောက်အဦတွေပါထိခိုက်ပျက်စီးခဲ့ပါတယ်။ပထမဦးဆုံးကျွန်တော်မိတ်ဆက်ရရင်ကျွန်တော်နာမည်ပြောပါဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့ဒီငလျင်နဲ့ပတ်သက်တဲ့အမှတ်သားစရာလေးတွေကိုမျှဝေခြင်းပါတယ်ပထမဦးဆုံးအမှတ်ရမှတ်သားစရာလေးကတော့ငလျင်ကြီးလှုပ်ခတ်မှုကြောင့်လူတွေတည်တည်ရတာမဟုတ်ပဲလူတွေစောက်ထားတဲ့အောက်ဦးတွေကြောင့်တာလည်းလူတွေတည်တည်ပျက်စီးရတာပါလို့မှတ်သားရပါတယ်။ဒီမှတ်သားစရာစကားလေးကနောက်တစ်ခုကတင်ငလျင်ကြီးရဲ့ပြည့်ရွေ့စတဲ့နေရာသူစကိုင်းတိုင်းဒေသကြီးဒီကုန်းမြို့ကနေပဲခူးတိုင်းဒေသကြီးပဲနယ်ကုန်းမြို့အထိစုစုပေါင်းကီလိုမီတာ460ရှိတယ်လို့မှတ်သားရပါတယ်။ဒီကီလိုမီတာ460ဖြစ်ဖို့အတွက်စုစုပေါင်းကြာချိန်ပြီးစက္ကန့်80တာကြာတယ်လို့မှတ်သားရပါတယ်။ဒါကြောင့်မလို့ USGS ဆိုတဲ့ဖွဲ့စည်းကအလင်းအမျိုးအစားကိုသတ်မှတ်တဲ့အခါမှာပုံမှန်အားဖြင့်ချီရလို့သတ်မှတ်ပေမဲ့ဒီ 7.7 magnitude ကိုတော့ super ချီရအဖြစ်သတ်မှတ်ပြီးသတင်းထုတ်ပြန်ခဲ့တယ်လို့လည်းမှတ်သားရပါတယ်။နောက်တစ်ခါ 7.7 magnitude နဲ့ 6.4 magnitude ကြားဟွာဟာချိန်ပြီး10မိနစ်ဖြစ်ပြီးတော့ 6.4 magnitude မှာအပျက်စီးများပြားခဲ့တယ်လို့လည်းမှတ်သားရပါတယ်။ပြည့်ကြီးအများဆုံးရွေ့လျားသွားတဲ့နေရာတွေ7မီတာပေ20ခန်းရွေ့လျားတယ်လို့မှတ်သားရပါတယ်။နောက်တစ်ခုကစကိုင်းပြည့်ကြီးကတစ်နှစ်ကို2 cm ရွေ့လျားနေပြီးအတစ်ဖြစ်တဲ့ပြည့်ကြီးဆိုတာကိုလည်းမှတ်သားရပါတယ်။ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ USGS ဆိုတဲ့အဖွဲ့ကြီးက United States Geology ရဲ့စာပင်ဖြစ်ပါတယ်။ American Geology သုတေသနအဖွဲ့ကြီးတစ်ခုဖြစ်ပြီး American အစိုးရအောက်မှာရှိတဲ့သုတေသနအဖွဲ့တစ်ခုဖြစ်ပြီးဘဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့သိပ္ပံအချက်အလက်တွေကိုသူကောင်းလေ့လာသုံးသပ်ပြီးပြည်သူတွေနဲ့အစိုးရဌာနဖွဲ့စည်းတွေကိုမျှဝေပေးတာဖြစ်ပါတယ်။မှတ်သားစရာလေးတွေရရှိနိုင်မယ်လို့ညွှန်လင်းပါတယ်ခင်ဗျ။ဒီမှတ်သားစရာလေးတွေကတော့ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့အချိန်မှာမြန်မာနိုင်ငံမူဝိပေဒအသင်းကပြုလုပ်တဲ့ Zoom meeting တစ်ခုကိုကျွန်တော်ဝင်ကြိုင်းရင်းမှာမှတ်သားစရာလေးတွေရရှိခဲ့လို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။အကျိုးရှိနေလို့ညွှန်လင်းပါတယ်ခင်ဗျ။ like and share လုပ်ပြီးတော့မှတခြားသူတွေကိုပါတက်ဝင်ပေးပြီးချင်ပါတယ်။ကြည့်ရှုပေးရတဲ့ရောက်ချင်းဒီတိုင်းကိုကြည့်ရှုချင်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆွေးနွေးပါမယ်